ဒီနေ့မှာဆင်းရဲတဲ့တငါဒီတယောက်ဟာမြစ်ကိုဖျက်ကူးမဲ့နွားဝါကြီးတစ်ကောင်ကိုသဘောကောင်းစွာနဲ့ကူညီပေးခဲ့ပါတယ်နွားကြီးကကျေးဇူးဆက်တဲ့အနေနဲ့နွားချေတပုံစွန့်သွားခဲ့တာကြောင့်တငါဒီကမြင်မြင်ချင်းစိတ်ပြတ်သွားခဲ့တယ်ဒါပေမဲ့မြည်ရည်နဲ့ဆေးကြောမိသွားတဲ့အခါမှာတော့အဲ့ဒီနွားချေတွေဟာရွှေဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်ဒါကိုမြင်တော့တငါဒီဟာအယံအံ့သာသွားပြီးဒီနွားကြီးဟာတာမန်တိရစ္ဆာန်မဟုတ်ပဲအစွမ်းထက်တဲ့နတ်နွားကြီးဖြစ်မယ်ဆိုတာကိုသဘောပေါက်သွားတဲ့သူလဲနွားကြီးနောက်ကိုချက်ချင်းလိုက်တို့အားခဲ့ပါတယ်တိတ်မကြခင်မှာပဲနွားကြီးဟာတောင်ပေါ်ကလောင်ကူငယ်လေးတစ်ခုတည်းကိုပြေးဝင်သွားခဲ့တယ်တငါဒီလဲအဲ့ဒီနေရာကိုရောက်သွားပေမဲ့ဂူပေါဝကအရန်သေးလုံးနေပါတယ်ဘလောက်တောင်သေးလဲဆိုရင်သူကိုယ်တိုင်တောင်ဝင်လို့မရနိုင်ပါဘူးသူလဲအိမ်ပြန်လာပြီးသူ့မိမကိုအကြောင်းစုံပြောပြလိုက်တယ်သူ့မိမကလောဘတက်သွားပြီးရှင့်အကိုကိုတွားခေါ်ချေကျမတို့ကူကိုတူးပြီးအဲ့ဒီရွှေနွားကြီးကိုဖမ်းကြမယ်လို့ပြောပါတော့တယ်နောက်တစ်နေ့မှာတော့ညီအကိုနှစ်ယောက်ဟာကူကိုဆက်တင်တူးကြပါတော့တယ်မိမဖြစ်သူကလည်းသူတို့ကိုနေ့တိုင်းထမင်းဟင်းတွေလာဖို့ပေးခဲ့တဲ့ရက်တွေသာအကုန်လွန်သွားတယ်သူတို့ကတော့ကူကိုဆက်တူးနေကြတော့မှပဲတဖြည်းဖြည်းနဲ့တူးထုတ်လိုက်တဲ့မြေကြီးပုံတွေဟာတောင်ကုန်းလေးတွေလိုတောင်ဖြစ်လာခဲ့တယ်6လက်တိတိကျသွားပေမဲ့နွားကြီးရဲ့အရေးရောင်ကိုတော့မတွေ့ရပါဘူးအဲ့ဒီအချိန်မှာတငါဒီရဲ့တားလေးရောက်လာပြီးနွားကြီးကအဖေရဲ့ကူညီမှုကိုရွှေတွေနဲ့ကျေးဇူးဆက်ခဲ့ပြီးသားပါဒါပေမဲ့လောဘကြောင့်သူ့ကိုလိုက်ဖမ်းဖို့ကြိုးစားတာကတော့မားနေပါပြီလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါတငါဒီဟာသူ့အမားကိုသူတတိထားမိသွားတယ်သူဟာကူတူးနေတာကိုချက်ချင်းရပ်တန့်လိုက်ပါတော့တယ်အားလုံးလည်းကိုယ့်ရဲ့ပုံမှန်လုပ်တွေကိုပြန်လုပ်ကြပါတော့တယ်အကိုဖြစ်သူကလည်းလေယာလုပ်ကိုကြိုးစားစားလုပ်တဲ့အတွက်အဲ့ဒီနှစ်မှာအထွက်နှုံးတွေအလွန်ကောင်းခဲ့တယ်တငါဒီကလည်းငါးဖမ်းတဲ့အလုပ်ကိုပဲတေချာအာယုံစိုက်ပြီးလုပ်တဲ့အတွက်ငါးဖမ်းထွက်တိုင်းသူ့လေပြည့်ငါးတွေရခဲ့ပါတော့တယ်